အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ဇွန်လ10ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့နိုင်ငံတော်သမ္မတကြီးပြည်သူတွေဝင်တော့ဝင်ဖို့မဖြစ်စေရင်းနဲ့လမ်းမပေါ်ကစစ်စေးရေးဂိမ်းများဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးကြပါတယ်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကဇွန်လ9ရက်ကကျင်းပသည့်ပြည်ထောင်စုဆိုရဖွဲ့စည်းဝေးမှာပြည်သူများကြုံတွေ့နေရသည့်အခက်အခဲများကိုထုတ်ပြန်ထားသည့်ဥပဒေလှုပ်ထုံးလုံနည်းများနဲ့အညီဖြည့်ရှင်းဆောင်ရွက်ရမှာဖြစ်တော့လေမလိုလားအပ်ပဲပြည်သူတို့ပေါ်ဝင်တော့ဝင်ဖို့မဖြစ်စေရန်လေဂရုပြုဆောင်ရွက်သွားရန်လိုတယ်လို့ပြောပါတယ်ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ကိုပိုင်အင်စီကားများမှာမတိတာလာပေမဲ့ခီးသွားဝေးပြေးကားများနဲ့သွားလာနေကြသည့်ပြည်သူများအတွက်ကတော့စစ်စေးရေးကိတ်အများစုကြောင့်စိတ်နှောက်ယှက်ဖြစ်စေတာရှိနေခဲ့ပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပါဝင်ရန်ကုန်ပသိမ်ရန်ကုန်မော်လမြိုင်ရန်ကုန်ဗအံစသည်ဖြင့်လမ်းမများရှိစစ်စေးရေးကိတ်များတွင် expert ကားများအနေဖြင့်ဂိတ်တစ်ခုလျင်ရေတန့်တစ်ခုစနိုးတာဝါတစ်ခုငွေကျပ်2300မှ9000ကျားအထိပေးဆောင်နေရတယ်လို့သိရပါတယ်ရင်းပြင်စစ်စေးဂိမ်းများတွင်ပြည်သူများအနေဖြင့်ဘုံသုံးမျိုးခွင့်မပေးသည့်အပြင်ထောက်ခံစာဖြင့်ခီးသွားလာသူများမတ်ပုံတင်မလဲလို့မထင်မရှားလို့ဘာမြင်းဆောင်ညာမြင်းဆောင်ဖြစ်လို့နေကြော်လို့ဆိုကငွေကျစ်တောက်ခံမှုများလည်းရှိနေတယ်လို့သိရပါတယ်ရင်းတို့တောက်ခံနေကြောင်းနာမည်ကြီးနေသည့်စစ်စေးဂိမ်းများမှာအမြန်လမ်းပေါ်ကဖြူဂိတ်40မိုင်ဂိတ်ရန်ကုန်အဝင်0မိုင်ဂိတ်အေယာရီတိုက်တွင်ကဒေဒီရက်ဂိတ်ဝါခေမာဂိတ်ဖြာပုံဂိတ်မကွေးတိုင်းကတောင်ညိုဂိတ်စကိုင်းတိုင်းကညောင်မင်းဝင်းဂိတ်မိထီလာကကြော်ပတော်ဝင်ဒုတ်ဂိတ်တို့ဖြစ်ပြီးလူတအုပ်လျင်ဂိတ်တစ်ခုလျင်ဝေကျက်3000မှ9000ကျတောင်းယူနေခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကတိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက်လုံခြုံရေးစစ်ဆေးကြက်မှတ်ခြင်းများဆောင်ရွက်နေသည့်များရှိကထို့သောဆောင်ရွက်ရတဲ့လုံခြုံရေးပိုင်းအရာစစ်ဆေးကြက်မှတ်ခြင်းသာဖြစ်ရန်လို့ပြီးပြည်သူများအတွက်ဝင်တော့ဝင်ဖို့မဖြစ်စေရန်လိုကြောင်းလုံခြုံရေးအရာတရားမဝင်ကုန်စည်စည်းစိမ်မှုနဲ့မူရစေဝါတိုက်ဖြတ်ရေးတို့အရာစစ်ဆေးခြင်းများဆောင်ရွက်သည်ကိုလက်ခံ၍ရတော့လေတရားမဝင်ငွေကြေးကောက်ခံခြင်းများမဖြစ်ရန်လိုတယ်လို့ပြည်ထောင်စုအစိုးရဖွဲ့စည်းဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်သို့တော်လည်းပဲပြီးခဲ့သည့်ရက်ပိုင်းမှာစတင်ကရက်တရားစီမံချက်ဥဆိုကဗအံရန်ကုန်ကားလမ်းပေါ်ကစစ်ဆေးရေးဂိတ်တွေမှာခီးသွွားပြည်သူများတပိုင်းတိုင်းကုန်စည်များကိုပါကားပေါ်ကဆွဲချသိမ်းယူတာတွေခီးသည်တွေရဲ့ကိုပိုင်အိတ်တွေအလှပရေးရနဲ့လူသုံးဆောင်ပစ္စည်းတွေကိုပါဆွဲချသိမ်းယူတာတွေရှိနေတယ်လို့သိရပါတယ်ရင်းတို့လှုပ်ဆောင်နေသည့်စစ်ဆေးဂိတ်များမှာစစ်တောင်တရားနီးကစီးစာဂိတ်သည်အစိုးဆုံးဖြစ်ပြီးဗအံကောက်ခွန်ဂိတ်တန်လွင်တရားဂိတ်ဒုံသမီးနဲ့ဒူးရင်စိတ်ဂိတ်တွေပြင်နောက်ထပ်2ဂိတ်3ဂိတ်လည်းထပ်မံတိုးချဲ့ထားတယ်လို့သိရပါတယ်မိမိတို့တပီလာမီဒီယာကိုယ်တိုင်တောရောက်လေးလာခဲ့မှုများအရာစစ်ဆေးဂိတ်အချို့တွင်ငွေကြေးတောင်းယူရန်အတွက်နေစားလုံသမားများပြင်ခါထားပြီးအချို့နေရာများတွင်စစ်ကားသို့မဟုတ်ရဲကားတစ်စီးရပ်ထားကလူ2ယောက်3ယောက်ကခီးသွား expert ကားများကိုလက်ကမ်းကတောင်းယူနေမှုများရှိနေတယ်လို့သိရပါတယ်ရင်းတို့ခီးသွားလာ